star လေးတွေနဲ့ပျော်စရာတွေကိုဖန်တီးကြမယ် star လေးတွေဆူရတာကိုဝါသနာပါကြလားဒါဆိုရင် Skynet application မှာ star လေးတွေကိုနေ့စဉ်ဆူလို့ရမယ် Variety Star Program လေးလာပြီနော်ကဲဘယ်လိုမျိုးလေးတွေဆူလို့ရမလဲ Skynet application ကိုတစ်ခါဝင်တိုင်း daily star လေးတစ်ခု application ထဲမှာရှိတဲ့ဇာတ်လမ်းတွေအကစားအစီအစဉ်တွေ TV program တွေဘာပဲကြည့်ကြည့်15မိနစ်အထက်ကြည့်မယ်ဆိုရင်ထိုနေ့အတွက် star လေး3ခုချရသူတွေကိုကိုပိုင်ကုတ်လေးသုံးပြီး refer လုပ်တာနဲ့ star လေး5ခု user အသစ်တွေအနေနဲ့လည်း register လုပ်တာနဲ့ star လေး5ခုချက်ချင်းရမှာဖြစ်ပါတယ်ကိုစုထားတဲ့ star total လေးတွေကိုလည်း star history မှာပြန်ကြည့်လို့ရသေးတယ်နော်ရရှိလာတဲ့ star တွေနဲ့ဘယ်လိုထပ်ပြီးကန်ဆန်းလို့ရမလဲဆိုတာကိုတော့ Skynet application page ကနေမကြမီကြေညာပေးတော့မှာဖြစ်လို့ star လေးတွေကိုစုထားရင်ရေခုံစိတ်လှုပ်ရှားစရာကောင်းတဲ့အစီအစဉ်သစ်တွေကိုလည်းစောင့်မျှော်လိုက်ကြရအောင်နော်နှစ်ဆလမ်းမဲ့ Skynet application ကိုအခုပဲ download ရယူထားလိုက်ပါ